ဆုံရမရက်ခွဲပြီးထွက်ရတဲ့အချိန်မှာကျမတို့ဆိုင်ကလည်းမကန်နန်လေးဆိုတော့ကျမတို့လည်းများနေတော့ပြန်ထွက်လျှောက်လေခဲ့တဲ့အမတ်တရားလေးရိုက်ထားတာပါဒီကလျှောက်လေတာလေးကတော့အရန်ကိုအမတ်တရားဖြစ်ပြီးတော့အချိန်လေးတိုင်းကတမိုးရှိခဲ့ပါတယ်ကျမတို့ပထမဆုံးမဟာမြတ်မုနိဖျားမှာဝင်ပြီးတော့ဗီဒီစိတ်ခဲ့ပါတယ်အဲ့ဒါကတော့ဗီဒီယိုမပါခဲ့ဘူးပေါ့နော်အခုကတော့ချမ်းသာကြီးဖျားရောက်နေရပါကျမမန်လေးသူဆိုပေမဲ့မွေးကလေးကမန်လေးမှာနေတယ်ဆိုပေမဲ့ချမ်းသာကြီးဖျားကိုအခုမှပထမဆုံးရောက်ခဲ့တာပါယောက်ျားကျေးဇူးနဲ့ပေါ့နော်ပြီးတော့နောက်တစ်နေရာရွှေကြီးမြင့်ဖျားရောက်ခဲ့ပါတယ်ကျမဒီနေရာရောက်ချင်မှာပဲဝေါဆိုပြီးတော့ဖြစ်သွားခဲ့ရွှေကြီးမြင့်ဖျားကိုလည်းကျမပထမဆုံးရောက်ခဲ့ချင်မှာပဲပြောကြစကားမရှိအောင်အရန်ကိုအံ့ဩပြီးတော့မြင်တတ်သွားရလောက်တဲ့ဒီအရန်တက်ပေးပြီးတော့ချက်တီရှိပါတယ်ကျမမျိုးသားပတိစိတ်ပို့ထိုင်နေပေမဲ့ကျမကတော့ဒီမြန်မာလက်မှုအမှုပညာတွေဒီလောက်တင်တယ်လှပပြီးခန်းနောက်မှုယူကျမကြည့်ပြီးတော့ကျမဖျားမရှိခိုးနိုင်သေးတဲ့အခြေအနေပေါ့နော်ဖျားရှိခိုးပတိတစ်ပတ်စိတ်ပြီးတဲ့အခါမှာတော့နေ့လယ်စာဘိုက်စားတာနဲ့ကျမတို့ထမင်းဝင်စားထားတော့ဒုံညိုထမင်းဆိုင်ကိုရောက်နေပါတယ်ကျမမျိုးသားကလိုင်းပေါ်မှာလည်းအရန်နာမည်ကြီးရဲ့အရန်လဲစားလို့ကောင်းတယ်သူဆိုလို့ရှိရင်လွန်ခဲ့တဲ့4-5-6နှစ်ကလေးကစားဘူးလားဆိုပြီးကျမကိုလိုက်ပို့လို့ကျမစားပါတယ်တကယ်လည်းရတာရှိလို့ကျမစားလိုက်တာထမင်းနဲ့ပကံကုန်ပါတယ်ဒါတော့ကျမရဲ့ချစ်လက်ဆိုတော့အမျိုးသားပေါ့နော်ဟဲကြွားတာကဲဒါပါပဲကျမရဲ့ vlog လေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီအားလုံးပဲကျေးဇူးပါ bye bye